ကဲနှလုံးလားအခါမဲ့ပရာဟိတဆရာလေးဦးနေလင်းအောင်ရဲ့စေကံကိုရောက်နေတာပါဒါသမင်းကျွေးပြီးတော့ဗောနော်ပြန်ပြီးတော့စေးပြန်ဆက်ကူမှမို့လို့တုံးအမျိုးသမီးတွေကိုတုံးရင်ခေါ်နေတာပါဟိုမှလူတွေကတော့အများကြီးပဲနော်ဒါကမှဆရာစီတွေကိုအိမ်မှာဝယ်သွားပြီးဆက်လူလို့ရပါတယ်ဟိုဘက်မှာစေးဦးတွေလည်းရောက်နေပါနော်ဘယ်အဝေးမှာသမင်းကျွေးတဲ့နေရာပါအခုသမင်းကျွေးပြီးတော့ဒါနေကင်းကိုပြန်ကူဖို့ဗောနော်အမျိုးသမီးတွေကိုရင်ခေါ်တာဟိုဒီဘက်ဘေးတွေမှာလည်းစောင့်နေတာတွေအများကြီးပါဒီရလည်းရွာအားနဲ့ဒါအမျိုးသမီးတွေကိုစပြီးတော့ခေါ်သွင်းနေတာပါကျမကတော့ဆရာစီမှာယောဂါတွေခုလိုပျောက်သွားပါပြီဒါကျမအမရန်ကုန်ကအမတွေကိုစေကန်းကိုလိုက်ပို့ရင်းနဲ့လာတာပါမတိမတာလေးရိုက်လိုက်ပါတယ်ရှေ့ကကျမအမတွေပေါ့နော်မတိမတာလေးရိုက်လိုက်တယ်ဒါဆရာစေကန်းမှာလူနာတွေအများကြီးပါအခုမှဘုကေစလုံးနေတာပါကျမလဲလာပါတယ်ဒါမပါဘူးလေဒီမှာကျွန်တော်ပဲပါတာဒါပါလေဘယ်ပြောင်းရလဲကျွန်တော်ပဲပါကျွန်တော်တော့မပါဘူးကိုလည်းမပါဘူးမာဒီရပါတိုင်းဒီမှာမတွေမပါပါဘူးသူတို့ရဲ့ဆဲလို့တဲ့မတင်ပါနဲ့မိမ့်တဲတဲလေးတွေဆိုတော့လေအဲ့လိုလေးတွေပေါ့နော်လာကူကြပါဆရာစီမှာခုလိုပျောက်သွားတဲ့လူတွေအများကြီးပါကျမလည်းပျောက်ပြီးသားပါပျောက်သွားပါပြီကျမအမတွေကိုလိုက်ပေါ်ရင်းနဲ့ရောတော့ကောတော့ဝင်တိုင်းတာပေါ့ကျမအမတွေပြရင်းနဲ့ရောတော့ကောတော့ဝင်တိုင်းတာဒါအမျိုးသမီးတွေဒီနေ့ကဒူးသီးတန်းနဲ့နားသီးတန်းနောက်နေ့ကျတော့ယောဂအစုံပေါ့နော်အားလုံးလာခြင်းနဲ့ဆိုလို့ရှိရင်ဆရာမြောက်ဥက္ကလာ42ရပ်ကွက်မဟာခန္ဓာယုံကျောင်းတိုက်မှာစေကုနေတာပါဘုံမူပါဒူလန်မှာမြောက်ဥက္ကလာအဝိုင်းပြီးလို့ရှိရင်ဒီဘက်မြောက်တကုံ42မှာခန္ဓာယုံမှတ်တိုင်ကိုတန်းရောက်ပါတယ်ရှင်အားလုံးနေကောင်းကျန်းမာကြပါစေကျေးဇူးပါ